โอเคကျေးဇူးတင်ပါတယ်ဆိုတော့အရရက်တို့တွင်အရာရာကိုဘုရားကသင်တယ်လို့ပြောတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုကောင်းကြီးဆိုတဲ့အစဉ်ပြေချောမွေ့ခြင်းတာယာခြင်းတွေကိုပေးပြီးတော့သင်ပေးတဲ့အချိန်ရှိတယ်လို့ခက်ခဲဒုက္ခတွေနဲ့သင်ပေးတဲ့အချိန်လည်းရှိတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာဘာကိုပြောပြခြင်းလဲဆိုတော့ကဘုရားသခင်ကကျွန်တော်တို့ကိုဒုက္ခတွေအခက်ခဲတွေကိုလည်းပေးတွေ့ပြီးတော့သင်ပေးတယ်ဆိုတဲ့အရာကိုပြောခြင်းတယ်အဲ့တော့ဒီနေ့နှုတ်ကပတ်တော်ကကြတော့ကျွန်တော်တို့ရာတတ်သောနာသို့မဟုတ်နုနယ်သောအတ္တတာရဲ့နားနဲ့နားထောင်မယ်ဆိုရင်တော့ဒါကြီးကအနှုတ်လက္ခဏာဆောင်တဲ့တရားဟောချက်ပဲလို့ထင်ကောင်းထင်ပါလိမ့်မယ်နော်ဆိုတော့အဲ့လိုမထင်ပါနဲ့နော်အပေါင်းတစ်ခုတည်းနဲ့ပဲသွားရင်တင်ချာမပြည့်စုံသူစီမှာအနှုတ်လည်းပါတယ်နော်ဒါကြောင့်မို့ကျွန်တော်တို့တင်ချာမောင်တော့အပေါင်းနှုတ်ပါမှပဲတင်ချာပြည့်စုံတကယ်လို့ဒီနေ့ဘုရားသခင်ရဲ့ကျွန်တော်တို့ကိုကြီးထွားရုံတမကရင့်ကျက်အောင်ပြုစုတင်ကြားတဲ့အခါမှာကောင်းကြီးပေးပြီးတော့ပြုစုတင်ကြားပေးတဲ့အချိန်ရှိတယ်လို့အခက်ခဲဆိုတဲ့ဒုက္ခတွေကိုပြုစုပြီးတော့တင်ကြားပေးတဲ့အချိန်နိုင်ရှိတယ်လို့ကျွန်တော်နားလည်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ခံစားတဲ့ဒုက္ခ2မျိုးရှိတယ်ဒုက္ခလို့ပြောတဲ့အခါမှာကျွန်တော်မလိုချင်တဲ့အရာဖြစ်တယ်ဒါပေမဲ့လိုအပ်တဲ့အရာလို့ကျွန်တော်နားလည်စေချင်တယ်ဒုက္ခ2မျိုးကကိုယ်ကြောင့်ခံရတဲ့ဒုက္ခနဲ့ကိုယ်တော်ကြောင့်ခံရတဲ့ဒုက္ခဥပမာဗျာရှင်ဘောလူကဓမ္မတက်မြို့ကိုသွားတဲ့အခါမှာအဲ့ဓမ္မတက်လမ်းပေါ်မှာနေထက်တောက်ပတဲ့အလင်းကသူ့မျက်နှာပေါ်ကျပြီးမျက်စိကွယ်သွားတယ်အဲ့ဒီဒုက္ခကိုခံစားရတယ်အဲ့ဒီဒုက္ခဘာကြောင့်ခံစားရတဲ့ဒုက္ခလဲသူ့ကြောင့်ခံစားရတဲ့ဒုက္ခဖြစ်တယ်။ဘာဖြစ်လို့သူ့အသက်တာမပြောင်းလဲဘူးလေ။မပြောင်းလဲတဲ့အပြင်ခရစ်တော်ကိုယုံကြည်တဲ့ခရစ်ယာန်တွေကိုလိုက်တက်နေတဲ့သူဖြစ်တယ်။တနည်းအားဖြင့်ခရစ်တော်ကိုအထင်လဲတယ်ခရစ်ယာန်ကိုအထင်လွဲတယ်။နော်ဒီလိုမျိုးအထင်လွဲအမြင်လွဲခံချက်တွေနဲ့သူကသူများတွေဒုက္ခလာတယ်။ဒါကြောင့်မို့သူ့အသက်တာပြောင်းလဲဖို့လိုအပ်တယ်။အဲ့ဒီမျက်လုံးကွယ်သွားတဲ့ဒုက္ခဟာသူ့အသက်တာအတွက်တွေ့ရတဲ့ဒုက္ခဖြစ်တယ်။ဒါပေမဲ့နောက်ပိုင်းသက်တာတွေကိုကြည့်တဲ့အခါမှာသူနတ်ဘုခေါင်းမခြင်းဘေးတွေတွေ့ရတယ်။လမ်းကြီးမှာသွားတဲ့အခါမှာလမ်းကြီးခက်ခဲဒုက္ခတွေတွေ့ရတယ်။အမျိုးမျိုးသောနောက်ဆက်ခြင်းဘေးဒုက္ခတွေတွေ့ရတယ်။အဲ့ဒီဒုက္ခတွေကကြတော့သူ့အတွက်တွေ့ရတဲ့ဒုက္ခမဟုတ်ဘဲနဲ့ကိုရောရဲ့မှုတော်ထဲမှာပါဝင်ကိုရောကြောင့်တွေ့ရတဲ့ဒုက္ခဖြစ်သွားတယ်။မတူဘူးနော်။နောက်တစ်ခုကကိုကြောင့်တွေ့ရတဲ့ဒုက္ခနဲ့ကိုရောကြောင့်တွေ့ရတဲ့ဒုက္ခမတူတဲ့အကြောင်းရင်းကိုယောနာရဲ့အသက်တာကိုကြည့်။ယောနာကတာရှုမျိုးကိုသူသင်္ဘောနဲ့သွားတဲ့အခါမှာပထမဆုံးတွေ့ရတဲ့ဒုက္ခမုန်တိုင်းတွေတိုက်အဲ့ဒီဒုက္ခဟာသူ့အတွက်တွေ့ရတဲ့ဒုက္ခလားဖခင်အတွက်တွေ့ရတဲ့ဒုက္ခလားပေါ့နော်။အဲ့တော့အဲ့ဒီမုန်တိုင်းကကြတော့ဖခင်အတွက်တွေ့ရတဲ့ဒုက္ခမဟုတ်ဘူး။သူ့အသက်တာပြောင်းလဲဖို့အတွက်တွေ့ရတဲ့ဒုက္ခဖြစ်တယ်။တနည်းအားဖြင့်သူ့အတွက်တွေ့ရတဲ့ဒုက္ခ။နောက်ပြီးတော့ထိုမှတစ်ဆင့်မပြောင်းလဲသေးတော့ငါးကြီးဝမ်းပိုက်ထဲကိုရောက်သွားတယ်။အဲ့ဒါလည်းဖခင်အတွက်တွေ့ရတဲ့ဒုက္ခမဟုတ်ဘူး။အဲ့ဒါလည်းသူ့အတွက်တွေ့ရတဲ့ဒုက္ခပဲဖြစ်တယ်။နော်။ဒါကြောင့်မို့မုန်တိုင်းရဲ့ငါးကြီးဝမ်းပိုက်ထဲရောက်ရှိသွားရခြင်းကဒုက္ခဖြစ်တယ်ဒါပေမဲ့အဲ့ဒီဒုက္ခကဖခင်အတွက်ခံရတဲ့ဒုက္ခဖခင်ကြောင့်တွေ့ရတဲ့ဒုက္ခမဟုတ်ဘဲနဲ့သူ့အတွက်တွေ့ရတဲ့ဒုက္ခဖြစ်တယ်နော်ထိုမှတဆင်သူနိနေဝေမျိုးကိုတရားဟောတယ်ဗျာဟောပြီးတော့နော်သူဘယ်တော့များဖခင်စီရင်မလဲဆိုမျိုးပြင်ထွက်ပြီးတော့သူကြည်နေတယ်အမှအရေးရတဲ့အပင်လေးတစ်ပင်ရှိတယ်ကြက်စုပင်အဲ့တော့အဲ့ဒီအရေးရတဲ့အပင်လေးကချက်ချင်းပဲပိုးကပ်ပြီးတော့တွေးချောက်သွားတဲ့ခါမှာအရေးမဲ့သွားပြီးအရန်ပူတယ်အဲ့ဒီအရန်ပူတဲ့ဒုက္ခကြတော့သူ့အတွက်တွေ့ရတဲ့ဒုက္ခမဟုတ်တော့သာသနာပြုခြင်းမှာတင်ကြားပေးဖို့အတွက်ဘုရားအတွက်တွေ့ရတဲ့ဒုက္ခဖြစ်သွားတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ကျွန်တော်တို့ဒုက္ခတွေကဒုက္ခချင်းတူပင်မဲ့ဒုက္ခကိုဘာကြောင့်တွေ့ရတယ်ဆိုရဲ source ကိုနားလည်စေချင်တာဖြစ်တယ်။နော်။ဒါကြောင့်မို့ကိုယ့်အသက်တာပြောင်းလဲဖို့တွေ့ရတဲ့ဒုက္ခတွေအတူကိုယ့်အသက်တာပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာလည်းရင့်ကျက်ပြီးတဲ့နောက်ပိုင်းမှာလည်းဆက်လက်ဒုက္ခတွေတွေ့နေရတယ်ဆိုရင်အဲ့ဒီဒုက္ခကိုယ့်အတွက်တွေ့ရတဲ့ဒုက္ခမဟုတ်ဘူး။ကိုရောအတွက်ကိုရောကြောင့်တွေ့ရတဲ့ဒုက္ခဖြစ်သွားတယ်။အဲ့တော့ဖခင်သခင်ကဘာလို့ရှိလဲဆိုကိုယ့်အတွက်တွေ့ရတဲ့ဒုက္ခကမှတဆင့်လောကထဲမှာကိုရောကြောင့်ဒုက္ခခံရတဲ့အတ္တတာထိအလိုရှိတယ်ဗျာခင်ဗျာ။နော်အဲ့ဒါလေးကိုဒါကြောင့်မို့ကျွန်တော်တို့ကတစ်ခါကြားလို့ရှိရင်ဒုက္ခရောက်တိုင်းဘာကြောင့်တွေ့တဲ့ဒုက္ခလဲဆိုတော့မပိုင်းခြားနိုင်တော့ဘယ်လိုပြောကြလဲသိလား။တချို့ကအားပေးတယ်။နင်ချမ်းမာရေးမကောင်းတာဒီဝေဒနာတွေကိုခံစားတဲ့အခါမှာတိခံစားမှာခရစ်တော်တော်မှာနော်လက်ဝါးကားထဲမှာပြင်းစွာသောဝေဒနာဒုက္ခကိုခံခဲ့ရတာပဲ။သူချမ်းမာရေးမကောင်းတဲ့ဒုက္ခကိုခရစ်တော်ရဲ့ဒုက္ခနဲ့တွားနိုင်ရှင်ပြီးပြောနေတယ်။ငွေကြေးခက်ခဲဖြစ်တဲ့အခါမှာနော်ခရစ်တော်တော်မှာဘာမှမပိုင်ဆိုင်ခဲ့ပါဘူးနဲ့နော်ပြီးတော့အိမ်ပိုင်မရှိတဲ့အခါမှာအားပေးကြတယ်လေခရစ်တော်တော်နေစရာနေရာမှမရှိတာနော်ဥပမာလူတယောက်နဲ့တယောက်ရန်ဖြစ်ပြီးတော့အလုပ်ထဲမှာပဲဖြစ်ဖြစ်လမ်းမထဲမှာရက်ွက်ထဲမှာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ရန်ဖြစ်ပြီးတိမခံနိုင်တဲ့အခါမှာယုံကြည်သူချင်းချင်းအားပေးကြတယ်ခရစ်တော်တော်မှာသူ့ပါကိုရိုက်တဲ့အခါမှာဇတွေးနဲ့ထွေးတဲ့အခါမှာတိခံသေးတာပဲနေလည်းတိခံဖို့ပြောပြချင်တာကျွန်တော်တို့ခံရတဲ့ဒုက္ခတွေကခရစ်တော်ခံရတဲ့ဒုက္ခနဲ့အတူတူပဲလို့တွားနိုင်ရှင်ပြီးပြောတတ်ကြတယ်။အဲ့ဒါတွေကတကယ်တော့အဲ့ဒီလိုနိုင်ရှင်ပြောရတော့အောင်ကျွန်တော်တွေ့ရတဲ့ဒုက္ခခရစ်တော်ကြောင့်တွေ့ရတဲ့ဒုက္ခဖခင်ကြောင့်တွေ့ရတဲ့ဒုက္ခမှမဟုတ်တာ
ကိုယ်တက်တာတွေ့ရတဲ့ဒုက္ခလေကိုယ်တက်တာပြောင်းလဲဖို့ကိုယ်တက်တာရင့်ကျက်ဖို့ဒုက္ခကိုတွေ့ရတာဖြစ်တယ်အခက်ခဲတွေတွေ့ရတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်အဓိကပြောပြချင်တာဒီနေ့ကျွန်တော်တို့လူမှုရေးကြောင့်ခံရတဲ့အခက်ခဲတွေလန်ခီးနိုင်ခံရတဲ့အခက်ခဲတွေရှိတယ်ငွေကြေးအခက်ခဲတွေရှိတယ်ကျန်းမာရေးမကောင်းတဲ့ဒီအခက်ခဲတွေဘာကြောင့်တွေ့ရတာဆိုရင်ကျွန်တော်အသက်တာပြောင်းလဲဖို့ရင့်ကျက်ဖို့တွေ့ရတဲ့အခက်ခဲတွေဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပြီထိုမှတစ်ဆင့်နော်ကျွန်တော်ခရစ်တော်ကြောင့်ခံရတဲ့ဒုက္ခဆိုတာရှိတယ်နော်အဲ့တော့ကျွန်တော်တခုပြောပြချင်တာကဒီမှာဗျာကိုယ်ကြောင့်ခံရတဲ့ဒုက္ခနဲ့ကိုယ်တော်ကြောင့်ခံရတဲ့ဒုက္ခမတူဘူးနော်မရင်ကျက်ခင်မှာခံရတဲ့ဒုက္ခကကိုယ့်အတွက်ခံရတဲ့ဒုက္ခရင်ကျက်ပြီးတဲ့နောက်ပိုင်းမှာခံရတဲ့ဒုက္ခဟာကိုယ်တော်အတွက်ကိုယ်တော်ကြောင့်ခံရတဲ့ဒုက္ခဖြစ်တယ်ဒီလိုမျိုးလွယ်လွယ်လေးမှတ်ထားလိုက်ကျွန်တော်ဒီဒုက္ခဆိုတဲ့အရာကိုဘုရားသခင်ကပြင်ပေးတယ်ဆိုတဲ့အရာကိုကျွန်တော်ကျမ်းစာလေးတစ်ချက်အရင်ဆုံးဖတ်ကြမယ်နော်ကဲအတူတူဖတ်ရအောင်ယောဘကလည်းမိမမိုက်ပြောတတ်တဲ့ကဲ့သို့တင်ဒီပြော၏အဘယ်သို့ဒီငါတို့သည်ဘုရားသခင်၏လက်တော်မှဒုက္ခချမ်းသာကိုခံယူသည်ဖြစ်၍ဒုက္ခဆင်းရဲကိုမခံရသလိုဟုဆို၏ယောဘသည်ဤအမှုများနှင့်တွေ့ကြုံတော်လဲနှုတ်ဖြည့်မြမမာ၍ဒါယောဘဆိုတာဖခင်တယောက်ဖြစ်တယ်သူကဖခင်ဆိုတာတာသမီးကိုပဲထိန်းချောင်းနဲ့တက်မဲ့ပေးတဲ့သူမဟုတ်ဘူးဗျဖခင်ဆိုတာဇနီးတဲ့ကိုပါထိန်းချောင်းတက်မဲ့ပေးရတဲ့သူဖြစ်တယ်အဲ့တော့ဒီမှာယောဘရဲ့အသက်တာကိုဆင်ခြင်တာရှိမယ်ယောဘပြောတဲ့စကားကိုဆင်ခြင်တာရှိမယ်ယောဘရဲ့အသက်တာတော့လုံးဝဖခင်ကောင်းပြီးသားတယ်တာသမီးကိုပြုစုတဲ့အခါမှာဇနီးတဲ့ကိုပြုစုတဲ့အခါမှာနောက်ပြီးတော့ဖခင်နဲ့ပတ်သက်မှုမှာလုံးဝဖောက်ပြန်ခြင်းမရှိဘူးဒါယောဘရဲ့အသက်တာကိုခွန်အားယူတည်ဆောက်ရတာအဲ့လိုမျိုးပဲယောဘပြောတဲ့စကားတွေကလည်းတကယ်တည်ဆောက်စရာဖြစ်တယ်တခါကြောက်လို့ရှိရင်ကျွန်တော်တို့ကလေလူတော့လေးစားတယ်ဒါပေမဲ့ तू ပြောတဲ့စကားတွေကိုမလေးစားဘူးအဲ့တော့ယောဘရဲ့အသက်တာမှာကြတော့လူပုဂ္ဂိုလ်ကလည်းလေးစားရတယ်လို့ तू ပြောတဲ့စကားတွေကလည်းလေးစားစရာဆင်ခြင်စရာတည်ဆောက်စရာဖြစ်နေတယ်เนาะအဲ့တော့ယောဘတက်တာကိုဆင်ခြင်တာတော့ထားလိုက်တော့မယ်เนาะယောဘရဲ့စကားကိုဆင်ခြင်တဲ့အခါမှာ तू ဘာပြောလဲဆိုငါတို့ဒီဘုရားသခင်လက်တော်မှာဒုက္ခချမ်းသာကိုခံယူသည်ဖြစ်၍ဒုက္ခဆင်းရဲကိုမခံယူရဘလို့ဆိုပြီးဆိုတော့ပြောပြချင်တာကကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ပြောင်းလဲဖို့ကျွန်တော်ကြီးထွားရင့်ကျက်ဖို့ဘုရားသခင်ကပြုစုတဲ့အခါမှာဘာနဲ့လဲသင်ကြားလဲဆိုတော့ဒုက္ခဆိုတဲ့အခက်အခဲကိုလည်းပေးတွေ့ပြီးသင်ကြားတယ်ဆိုတာကိုယောဘကောင်းကောင်းနားလည်တယ်လို့သူ့ရဲ့ဇနီးတွေကိုလည်းပြုစုတက်မှတ်ပေးတယ်ဆိုတော့ကျွန်တော်အဓိကဘာကိုပြောပြချင်တာလဲဆိုတော့ဘုရားချမ်းသာခြင်းကိုပေးပြီးတော့ပြုစုတဲ့ခြင်းရှိတယ်ဆင်းရဲခြင်းခက်ခဲခြင်းဆိုတဲ့ဒုက္ခကိုပေးပြီးပြုစုတာလည်းရှိတယ်ဆိုတဲ့အခြေပြုကျမ်းစာလေးကိုပြောပြချင်တာဖြစ်တယ်နောက်တစ်ခုဒါဓမ္မသစ်ကျမ်းရဲ့အထောက်အထားဖြစ်ပါတယ်အတူတူဖတ်ကြည့်ရအောင်အကြောင်းမူကားငါသည်တွေ့ကြုံသမျှသောအချင်းရာတို့၌ရောက်ရဲသောစိတ်ရှိအပ်သောငါသင်မိပြီရှုတ်ချခြင်းကို၎င်းကြွယ်ဝခြင်းကို၎င်းခံတတ်၏ဝါစွာစားခြင်းမှုတ်သိပ်ခြင်းစီးစိမ်ရှိခြင်းစင်းရဲခြင်းတို့ကိုခံရအပ်သောငါအရရက်တို့တွင်အရာရာ၌သင်မိပြီเนาะဒါကတော့ရှင်ဘောလူပြောတာအဲ့ရှင်ဘောလူပြောတဲ့အခါမှာလည်းကြည့်ရှင်ဘောလူကသူ့ရဲ့အသက်တာပဲတိဆောက်စရာမလိုသူပြောတဲ့စကားတွေကလည်းတိဆောက်စရာပဲเนาะရှင်ဘောလူရဲ့အသက်တာကိုကြည့်ကြည့်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်တို့ကလူပုဂ္ဂိုလ်ကပဲအရေးကြီးတာမဟုတ်တော့အဲ့ပုဂ္ဂိုလ်တွေကထွက်တဲ့စကားတွေကလည်းအရင်ရေးကြည့်တယ်ဒါကြောင့်မို့ကျွန်တော်တို့တွေကကြိုက်တယ်လို့စကားကိုပြောဖို့မဟုတ်ဘူးเนาะကျွန်တော်တို့ကတာသမီတယောက်ကိုကြိုက်တယ်လို့စကားတွေပြောလိုက်ဖို့မဟုတ်ဘူးဇနီးတဲ့တယောက်ကိုကြိုက်တယ်လို့စကားငါနဲ့ယောက်ျားပဲငါနဲ့ဖအေးပဲဆိုပြီးတော့အဲ့ဖအေးယာတုရှိနေုံနဲ့မဟုတ်ဘူးအဲ့ဒီခင်မောတဲ့ဖခင်ဆိုတဲ့လူရဲ့ပြောတဲ့စကားတွေကလည်းအရင်ရေးကြည့်တယ်ဒါမှမဟုတ်ရှင်မောလူပြောတဲ့စကားတွေကတကယ်သူ့ရဲ့အသက်တာရင့်ကျက်ခြင်းကိုလည်းပေါ်ပြတယ်လို့သူတစ်ပါးကိုလည်းတိဆောက်ပေးတဲ့အရာအင်မတန်မှအကျိုးရှိတယ်နော်ရှုတ်ချခြင်းဆိုတာခက်ခဲခြင်းကိုပြောတာပဲနော်ထုံနေတူဒွန်တွဲနေတာကြွယ်ဝခြင်းအပေါ်အထိပ်ပဲနဲ့တူကြွယ်ဝခြင်းဆိုတာချမ်းသာခြင်းဖြစ်ပြီးရှုတ်ချခြင်းဆိုတာခက်ခဲခြင်းဒုက္ခကိုပြောတာဖြစ်တယ်နော်ဝါစွာစားခြင်းလို့ပြောတယ်လို့မှုတ်သိပ်ခြင်းဆိုတာအစာငတ်ခြင်းကိုပြောတာဖြစ်တယ်နော်ဒါတွေအားလုံးကိုဘုရားသခင်ကငါ့ကိုအဲ့ဒီအနိတ်တလဲအမြင့်တလဲစင်ရခြင်းတလဲချမ်းသာခြင်းတလဲနဲ့ဘုရားခင်ငါ့ကိုအရရက်မှာအရာရာကိုသင်ပေးတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ဖခင်များတွေမှာဘာကိုပြောပြချင်လဲဆိုကျွန်တော်တို့ကလည်းဘုရားသခင်ရဲ့သင်ကြားခြင်းကိုခံစားနေရတဲ့သားသမီးတွေဖြစ်တယ်ဘလို့သင်ကြားပေးလဲစင်ရခြင်းနဲ့တော်၎င်းစီးစိမ်ရှိခြင်းနဲ့တော်၎င်းဝါစွာစားခြင်းနဲ့တော်၎င်းမှုတ်သိပ်ခြင်းနဲ့တော်ဘုရားခင်ကျွန်တော်တို့သင်ပေးတဲ့ကဲ့သို့ကျွန်တော်သားသမီးတွေကိုလည်းထိုကဲ့သို့ပြန်လဲသင်ပေးရရှင်ဘောလူကသူကိုယ်တိုင်သင်ကြားခြင်းကိုခံရတဲ့အခါမှာသူတစ်ပါးကိုလည်းပြန်လဲသင်ကြားပေးတယ်ဒါဖခင်ရဲ့တက်တာပေါ့နော်ဆိုတော့ကျွန်တော်အဓိကနှုတ်ဘက်တော့ပြောချင်တာဖြစ်တယ်ဒါပေမဲ့ဖခင်များနေဖြစ်တဲ့အတွက်ကြောင့်လည်းဖခင်များအတွက်လည်းတခါတည်းကျွန်တော်ထည့်ပြီးဆင်ခြင်တာဖြစ်ပါတယ်အဲ့တော့ဒီကျမ်းစာနှစ်ချက်လုံးကိုခြုံငုံပြီးကျွန်တော်အဓိကပြောချင်တဲ့အရာကဘ
ဘုရားသခင်ကကျွန်တော်တို့ချမ်းသာခြင်းဒုက္ခကိုပေးပြီးတော့သင်တယ်ဆိုတဲ့အပိုင်းကိုကျွန်တော်တို့ဒီနေ့အဓိကမသွားတော့ဘဲနဲ့ဘုရားသခင်ကကျွန်တော်တို့ခက်ခဲခြင်းဆိုတဲ့ဆင်းရဲဒုက္ခကိုပေးပြီးသွန်သင်တယ်ဆိုတဲ့အပိုင်းကိုကျွန်တော်တို့သွားမှာဖြစ်တယ်အဲ့တော့ဒုက္ခနှမျိုးတွေ့ရမယ်ဘာဒုက္ခနဲ့ဘာဒုက္ခလဲဆိုတော့ပြောကြည့်အောင်ကိုယ်ကြောင့်ခံရတဲ့ဒုက္ခနဲ့ကိုယ်တော်ကြောင့်ခံရတဲ့ဒုက္ခဒီနေ့ကျွန်တော်တို့ကဘယ်မှာပဲတိုင်ပတ်နေလဲဒီလားကိုယ်ကြောင့်ခံရတဲ့ဒုက္ခတွေမှာပဲတိုင်ပတ်နေတယ်ဒီနေ့ကျွန်တော်တို့ဒုက္ခခံရတဲ့အခါမှာဝမ်းမြောက်စွာဝါကြွားချီးမွမ်းဖို့ရှိတယ်ဘာဖြစ်လဲဒီနေ့ငါခံနေရတဲ့ဒုက္ခဟာကိုယ်တော်ကြောင့်ခံရတဲ့ဒုက္ခပဲအရာအတွက်ဝါကြွားဝမ်းမြောက်ဖို့ချီးမွမ်းဖို့ရှိတယ်ကိုယ်တော်ကလည်းထိုးကဲ့သို့လို့ရှိတယ်အခုတော့မဟုတ်ဘူးကျွန်တော်တို့ကကိုယ်သားသမီးကိစ္စနဲ့ဒုက္ခရောက်နေတာကိုယ်ကြောင့်ကိစ္စကိုမကြမ်းမာရေးနဲ့ကိုယ့်ရဲ့စီးပွားရေးနဲ့ကိုယ့်ရဲ့လူမှုရေးနဲ့ကိုယ့်ဒုက္ခနဲ့ကိုယ်တိုင်ပတ်ခရစ်တော်ကြောင့်ဒုက္ခခံရတဲ့အနေအထားကြီးကိုအဲ့ဒီ level ထိကိုမရောက်ဘူးနော်ဒါကြောင့်မို့ကျွန်တော်တို့ကိုယ်ကြောင့်ခံရတဲ့ဒုက္ခတွေကျွန်တော်တို့အကျိုးရှိတယ်လို့ခရစ်တော်ကြောင့်ကိုယ်တော်ကြောင့်ခံရတဲ့ဒုက္ခတွေကြီးစွာသောအကျိုးရှိတယ်ဆိုတော့ကျွန်တော်နားလည်စေချင်တယ်အဲ့တော့ဗျာကိုယ်ကြောင့်ခံရတဲ့ဒုက္ခဆိုတဲ့အရာလေးကိုယဉ်သွားရအောင်နော်နှစ်ကော4 16 18မှာကျွန်တော်ပဲဖတ်ပါမယ်ကျမ်းစာရှိတဲ့အတွက်ငါတို့၏ပြင်လူသည်ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်တော်လဲအတွင်းလူမူကတစ်နေ့ထက်တစ်နေ့ပြုပြင်ခြင်းကိုခံရ၏အကြောင်းမူကားမျက်မှောက်၌ထင်ရှားသောအရာတို့သည်ခဏတာတည်၍မထင်ရှားသောအရာတို့သည်စင်မြဲတည်ကြောင်းကိုငါတို့သိ၏ထင်ရှားသောအရာတို့ကိုမကြည့်မမှတ်ပဲမထင်ရှားသောအရာတို့ကိုကြည့်မှတ်စဉ်အခါယခုခဏခံရသောပေါ့ပါသောဆင်းရဲဒုက္ခသည်အတိုင်းထက်အလွန်ကြီးမြတ်လေးလံသောနေဆာထာဝရဘုံတွေကိုငါတို့အဖို့ပြင်ဆင်စေတတ်၏ဆိုတော့ဒီမှာရှင်ဘောလူကဘာပြောလဲဆိုတော့ကျွန်တော်တို့ဟာဒီနေ့ဒုက္ခခံရမှုရှိတယ်ဟာဒါဆိုကိုယ့်အတွက်ဘာဒုက္ခခံစရာရှိလဲဆိုလို့ရှိရင်အဲ့ဒီဒုက္ခကကျွန်တော်တို့ရဲ့အတွင်းလူအတွက်အပြင်လူနဲ့အတွင်းလူမတူတော့အပြင်လူဆိုတာနားလည်အောင်ပြောခန္ဓာနဲ့စိတ်ကိုပြောတာဖြစ်တယ်အတွင်းလူဆိုတာဝိညာဉ်ကိုပြောတာဖြစ်တယ်ကျွန်တော်အတွင်းလူဆိုတာစိတ်ကိုပြောတာလို့ထင်တယ်ဟုတ်မမြင်ရတဲ့အရာကိုအတွင်းလူလို့ထင်တော့စိတ်ကမမြင်ရဘူးလေမမြင်ရတဲ့အရာဆိုရင်အတွင်းလူကစိတ်လို့ထင်တာမဟုတ်ဘူးခန္ဓာနဲ့စိတ်ကအပြင်လူဖြစ်ပြီးတော့ဝိညာဉ်ကအတွင်းလူဖြစ်တယ်အဲ့တော့ဒီနေ့တွေ့ကြုံနေရတဲ့ဒုက္ခတွေကကျွန်တော်တို့ရဲ့အတွင်းလူကိုတစ်နေ့တစ်နေ့ခိုင်ခန့်ဖို့ရအတွက်ပြုပြင်ပေးနေတဲ့ပြုစုပေးနေတဲ့အရာတွေဖြစ်တယ်အခုဆိုကြပါတော့ဗျာခုနချောချောတွေ့ရတဲ့ဒုက္ခဂျုံဂျုံတွေ့ရတဲ့ဒုက္ခဒန်နီယယ်တွေ့ရတဲ့ဒုက္ခနော်ရှလုံတွေ့ရတဲ့ဒုက္ခဒီဒုက္ခတွေအကြောင်းမဲ့တွေ့ခြင်းမဟုတ်ဘူးအဲ့ဒီဒုက္ခတွေကိုကြော်လွန်ဖို့မဆုတောင်းနဲ့ဟာဆရာကဘယ်လိုကြီးလဲနော်အဲ့ဒီဒုက္ခတွေကိုဘုရားခင်မြန်ပြီးဆုံးသွားစီပါမြန်ကြော်လွန်သွားပါဆိုတာလို့ဆန္ဒခေါ်ပြီးမဆုတောင်းနဲ့အဓိကဒုက္ခကိုတွေ့ရင်ဆုတောင်းရမယ်ဒါပေမဲ့ဆုတောင်းချက်မမားနဲ့ဘာဆုတောင်းရမလဲဆိုတော့ဘုရားသခင်ဒီနေ့တွေ့ကြုံရတဲ့ဒုက္ခအဖြစ်ကျမကိုဘာသင်ခြင်းလဲကျွန်တော်ကိုဘာသင်ပေးခြင်းလဲဘာတက်မဲ့ပေးစေခြင်းလဲဆုတောင်းအောင်အခုကျွန်တော်ကဒုက္ခတွေ့ရတယ်ကိုတော့ next လုပ်ပေးပါကိုတော့ကြော်ပေးပါအဲ့ဒီဒုက္ခကိုမတွေ့ရင်ကျွန်တော်တို့အသက်တာထဲမှာဘုရားသခင်ဘယ်လိုသင်ပေးမလဲဘုရားသခင်ဒီသင်မဲ့သင်္ကန်းတော့ကြော်လိုက်ပါလို့ဆုတောင်းတယ်လို့ဖြစ်သွားလိမ့်မယ်နော်ဒါကြောင့်မို့ဒုက္ခကိုတွေ့ရင်ကြော်ပေးပါလို့ကြော်လွန်နိုင်ရတဲ့ခွင့်ပေးပါလို့မဆုတောင်းနဲ့နည်းနည်းတော့ခါကောင်းခါလိုက်ပြီဒီနေ့ကြားနာကြတာဒါပေမဲ့နှုတ်ဘက်တော်ဖြစ်တဲ့အတွက်ကြောင့်နော်ကျွန်တော်တိဆောက်ကြဖြစ်ပါလိမ့်ဒုက္ခကိုတွေ့တဲ့အခါမှာကိုတော်ဒီဒုက္ခနဲ့အမြဲလွတ်မြောက်ရတဲ့အခွင့်ကြော်လွန်နိုင်ရတဲ့အခွင့်ပေးပါလို့မဆုတောင်းနဲ့အဲ့ဒီလိုဆုတောင်းရင်ကိုတော်ဒီသင်္ကန်းစာကြီးမသင်ချင်ဘူးကြော်လိုက်မယ်ဆိုတဲ့သဘောဖြစ်တယ်ဒါဆိုရင်သင်္ကန်းစာတွေအများကြီးလွတ်သွားတဲ့ကျောင်းသားတယောက်ကဆောင်းမိုးပဲကောင်းကောင်းမဖြေနိုင်ဘူးကြီးလာရင်မရင်ချက်နိုင်ဘူးလေဒါကြောင့်မို့အခက်ခဲနေဆိုတာသင်္ကန်းစာဖြစ်တယ်ဒါကြောင့်မို့အခက်ခဲကိုတွေ့တိုင်းဆုတောင်းရမယ်ကိုတော့ဒီအခက်ခဲတွေကကျမကိုဘာသင်ခြင်းလဲကျွန်တော်ကိုဘာသင်ခြင်းလဲချောချောကဒီအခက်ခဲကိုတွေ့တဲ့အခါမှာဝမ်းနေဖို့မဟုတ်ဘူးစိတ်ပြတ်နေဖို့မဟုတ်ဘူးကြောက်ရွံ့နေဖို့လည်းမဟုတ်ဘူးကိုတော့ဒီအခက်ခဲကိုသမီးတွေ့ခြင်းအဖြစ်သမီးကိုကိုတော့ဘာသွန်သင်ခြင်းတာလဲသမီးကိုကိုတော့ဘာတက်မဲ့ပေးခြင်းတာလဲဒါနဲ့ကျမ်းမာရေးအားနေတဲ့အခါမှာဒါရောကိုစိတ်ပြတ်ဖို့ညီးတွားဖို့ဝမ်းနေဖို့မဟုတ်ဘူးဒီလိုကျမ်းမာရေးမကောင်းခြင်းအဖြစ်ကိုတော့ကျွန်တော်ဘာတက်မဲ့ပေးခြင်းလဲဘာသွန်သင်ပေးခြင်းလဲဆုတောင်းရမှာယောနာကမှုန်တိုင်းတွေ့တဲ့အခါမှာအဲ့ဒါကိုသတိမရအောင်အဲ့တော့ငါးကြီးဝမ်းမိုက်တဲ့ထက်ရောက်သွားငါးကြီးဝမ်းမိုက်တဲ့ရောက်မှကိုတော့ဘာလို့ရှိလဲကိုတော့လိုရှိတဲ့တိုင်းကျွန်တော်လိုက်ဖြစ်ပါစေလို့သွားဆုတောင်းချက်မှန်သွားတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာကအခက်ခဲကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအခက်ခဲကသင်ခန်းစာဖြစ်တယ်ဘာသင်ခန်းစာလဲသင်အသက်တာခရိယန်ဖြစ်ယုံတာမကကြီးထွားရင့်ကျက်ဖို့ရအတွက်ခံစားရတဲ့သင်ခန်းစာဖြစ်တယ်ဒါမှမဟုတ်ဒုက္ခတွေကအသက်တာရင့်ကျက်ဖို့ရအတွက်ခံစားရတဲ့သင်ခန်းစာဖြစ်တယ်နဲနောက်တစ်ခုသွားမယ်နော်နောက်တစ်ခုကကြောင့်ကိုတော့ကြောက်ခံရတဲ့ဒုက္ခနော်ဆိုတော့ကိုတော့ကြောက်ခံရတဲ့ဒုက္ခတကယ်တော့ကျွန်တော်တို့အသက်တာထဲမှာဒုက္ခဆိုတာကတော့စိတ်ချ
မြေကြီးပေါ်မှာတည်နေသမျှကာလပတ်လုံးအသက်ရှင်နေတဲ့ကာလပတ်လုံးဒုက္ခဆိုတာရှိနေလိမ့်မယ်။စာရေးဆရာတယောက်ကပြောတယ်မင်းကျမ်းမာနေရင်တဲ့မင်းမှာပြဿနာအများကြီးရှိတယ်တဲ့။ဒါပေမဲ့မင်းမကျမ်းမာတော့ရင်တော့မင်းမှာပြဿနာတစ်ခုပဲရှိတယ်။အဲ့ဒါမကျမ်းမာခြင်းပေါ့ဗျာ။ဆိုတော့ကျွန်တော်ပြောပြချင်တာကပြဿနာဆိုတာအသက်ရှင်သမျှကာလပတ်လုံးအခက်ခဲဆိုတာအသက်ရှင်သမျှကာလပတ်လုံးမြေကြီးပေါ်မှာရှိနေသမျှကာလပတ်လုံးတွေ့ရမယ်အရာဖြစ်တယ်။ကျမ်းစာထဲမှာလည်းအတိအလင်းပြောပြီးသားယုံကြည်သူတွေကအခက်ခဲဆိုတဲ့ဒုက္ခကိုမတွေ့ခြင်းလို့အတင်းရှောင်နေကြပါမယ်။ဘုရားကအတိအကျပြောပြီးသားတွေ့ရဒါပေမဲ့တွေ့ရတဲ့အကြောင်းရင်းတွေလည်းရှိတယ်နော်။အဲ့တော့နော်ပထမတစ်ခုကတော့ကျွန်တော်တို့အသက်တာပြောင်းလဲဖို့ရအတွက်အတွင်းလူခိုင်ခန့်ဖို့ရအတွက်ရင့်ကျက်ဖို့ရအတွက်တွေ့ရတဲ့အခက်ခဲတွေဖြစ်တယ်။ဟုတ်ပြီကိုတော့ကြောင့်ခံရတဲ့ဒုက္ခကိုသွားမယ်။တားမှန်လင်အမွေခံဘုရားသခင်၏အမွေခံဖြစ်၏ခရစ်တော်နှင့်အတူဘုံဝင်စားမည်ကြောင်းထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလင်ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြတယ်နော်။ဆိုတော့ခရစ်တော်ကိုယ်တိုင်ကျွန်တော်တို့ကိုဒုက္ခခံရမယ်မစိုးရင်လည်းအပြောပဲပြောခဲ့သူကိုယ်တိုင်ဘာခံခဲ့လဲဆင်းရဲဒုက္ခကိုခံခဲ့เนาะဒါကြောင့်မို့ဆင်းရဲဒုက္ခကတကယ်တော့ကြီးစွာသောအကျိုးရှိတယ်ဗျဆင်းရဲဒုက္ခကိုခံရခြင်းကကြီးစွာသောအကျိုးရှိတယ်ဒါဆိုရင်ခရစ်တော်ကြောင့်ခံရတဲ့ဒုက္ခဖခင်အတွက်ခံရတဲ့ဒုက္ခဘယ်လိုဒုက္ခမျိုးလဲဆိုတော့ဒီဥစ္စာငါလုပ်တဲ့ပြဿနာလည်းမဟုတ်ဘူးဒါငါရှာတဲ့ပြဿနာလည်းမဟုတ်ဘူးဒါငါကြောင့်ခံရတာလည်းမဟုတ်ဘဲနဲ့ဘာဖြစ်လို့ငါကသူတစ်ပါးအတွက်ဒုက္ခခံနေရတာလဲကိုကြောင့်မဟုတ်ပေမဲ့ကိုမလုပ်ပေမဲ့ခံရတဲ့ဒုက္ခတွေရှိလိမ့်မယ်အဲ့ဒီဒုက္ခတွေရှိတိုင်းတတိယပါအဲ့ဒါခရစ်တော်အတွက်ခံရတဲ့ဒုက္ခဖြစ်တယ်အဲ့လိုမျိုးပြောလို့နော်ပရိယလို့ပြောတာတော့မဟုတ်ဘူးဗျာသူ့ရဲ့အတ္တပြောင်းလဲဖို့ရအတွက်သူ့ရဲ့အတ္တရင့်ကျက်ဖို့ရအတွက်သူ့ရဲ့အတ္တဖျားတဲ့အကျွမ်းဝင်ဖို့ရအတွက်ကိုခံရတဲ့ဒုက္ခတွေကခရစ်တော်အတွက်ခံရတဲ့ဒုက္ခဖြစ်တယ်ကျွန်တော်တို့ကညုံညင်တတ်ကြတယ်ညင်းတတ်ကြတယ်ဒီပြဿနာငါလည်းမဆိုင်တော့သူကလည်းလုံတာသူကလည်းခံတယ်အဲ့ဒါကကြတော့ခရစ်တော်ကြောင့်ခံရမယ့်ဒုက္ခကိုညင်းလိုက်တာအဲ့တော့ကိုလုံးလို့ကိုခံရတဲ့ဒုက္ခကိုအတွက်ဖြစ်လို့ပဲကိုမလုပ်ပဲခံနေရတဲ့ဒုက္ခကိုနဲ့မဆိုင်ပဲခံနေရတဲ့ဒုက္ခကတော့ခရစ်တော်အတွက်ခံရတဲ့ဒုက္ခဖခင်အတွက်ခံရတဲ့ဒုက္ခလို့ကျွန်တော်မှတ်လို့ရတယ်နော်ဒါကြောင့်မို့ရှင်ဘောလူကဘာပြောလဲဆိုတော့ဘယ်အရာကိုပဲလုပ်လို့ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်တဲ့ကဲ့သို့စိတ်ထားနဲ့လုပ်ပါလို့ပြောတာဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ကကိုယ့်အတွက်ရောက်တဲ့ဒုက္ခမှာတဆင့်သားသမီးကြောင့်တော့၎င်းကိုယ့်ရဲ့အလုပ်သမားကြောင့်တော့၎င်းကိုယ့်ရဲ့တငယ်ချင်းကြောင့်တော့၎င်းလူတချို့ကြောင့်ကိုကအဲ့ဒီဒုက္ခတွေကိုကြားဝင်ခံစားရပြီဆိုရင်လည်းကြည်ကြည်နက်နက်ခံယူပြီးလိုက်ပါခံစားပြီးလိုက်ပါအဲ့ဒီဥစ္စာကိုဘောလုံးမပုတ်လိုက်ပါနဲ့နော်မရှောင်လွဲလိုက်ပါနဲ့မငင်းလိုက်ပါနဲ့ထိုအရာတွေအားလုံးကဘာကိုပုံဆောင်ရည်ညွှန်းနေလဲဆိုတော့ကိုတော့ကြောင့်ခရစ်တော်ကြောင့်ခံရတဲ့ဒုက္ခကိုပုံဆောင်ရည်ညွှန်းနေတယ်ဆိုတော့ကျွန်တော်တို့အခက်ခဲဆိုရင်ကိုကြောင့်ခံရတဲ့ဒုက္ခကိုလည်းမလိုချင်ဘူးသူ့ကြောင့်ခံရတဲ့ဒုက္ခကိုလည်းမလိုချင်ဘူးနော်ဒီနေ့တော့ကျွန်တော်ထိုအခက်ခဲတွေကကျွန်တော်တို့အတွက်ကျွန်တော်တို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာတွေဖြစ်တယ်ကိုကြောင့်တွေ့ရတဲ့ဒုက္ခကိုခံစားရရင်ကိုတော့ကျွန်တော်ကိုဘာသွန်သင်ခြင်းလဲဘာပင်ပေးခြင်းဘာတက်မဲ့ပေးခြင်းဆုတောင်းပါပြီးကိုကြောင့်မဟုတ်ဘဲနဲ့သူတစ်ပါးကြောင့်တွေ့ရတဲ့ဒုက္ခကိုတော့ကြောင့်တွေ့ရတဲ့ဒုက္ခအဲ့လိုသူတစ်ပါးကြောင့်တွေ့ရတဲ့ဒုက္ခကိုကြုံလာပြီးဘာဆုတောင်းအောင်လဲကိုတော့ကျွန်တော်ကိုဘယ်လိုအသုံးပြုခြင်းလဲကိုတော့နာမတော်ဖို့လို့မှာကိုတော့ဘုန်းတော်ဖို့လို့မှာကိုတော့ကျွန်တော်ကိုဘယ်လိုသုံးခြင်းလဲကိုတော့အလိုရှိတဲ့အတိုင်းသုံးပါကိုတော့အလိုရှိတဲ့အတိုင်းကျွန်တော်တတ်တာဖြစ်ပါစေကျွန်တော်တတ်တာထဲမှာဒုက္ခခံစားရခြင်းကအဓိကမဟုတ်ဘူးကိုတော့အလိုတော်တိုင်းတက်ရှိခြင်းကအဓိကဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်တော်အတ္တတာထဲမှာဒီဒုက္ခတွေကိုတွေ့ကြုံရတဲ့အခါမှာကျေးဇူးတော်ချီးမွမ်းမှုဖြစ်တယ်ဆိုတော့เนาะဒါကြောင့်မို့ဒီကျမ်းစာလေးကိုကျွန်တော်နောက်ဆုံးတစ်ခေါက်ပြန်ဖတ်ရအောင်သင်တို့သည်ငါ့ကိုအမိပြု၍ညှိတက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီသင်တို့၌လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်သို့တော်လည်းမစိုးရိမ်ပဲငါသည်လောကကိုအောင်မြင်ပြီဒါကြောင့်မို့ကျွန်တော်အဓိကပါပြောဒုက္ခခံရလိမ့်မယ်ထိုဒုက္ခကဘုရားခင်ကျွန်တော်တို့သင်ပေးနေတဲ့သင်ခန်းစာတွေဖြစ်တယ်အဲ့ဒီသင်ခန်းစာတွေမကြော်လိုက်ပါနဲ့နော်ကျွန်တော်တို့ကခုနကလွယ်ကူကူသင်ရတဲ့သင်ခန်းစာတွေကြတော့ပျော်လို့နော်နယူးမန်းဆိုចောင်းစားတက်တော့ပျော်တယ်တပတ်လောက်လည်းကြောက်ကိုကနည်းနည်းခက်လာတယ်ဆိုတော့ပြောပြချင်တာကအဲ့ဒီခက်ခဲခြင်းတွေကကျွန်တော်တို့ပို့ပြီးတော့ level မြင့်ပေးတာဖြစ်တယ်နော်ပို့ပြီးအဆင့်မြင့်စေတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အဲ့အခက်ခဲတွေကိုတွေ့ကြုံရခြင်းကိုလည်းသင်ခန်းစာတွေကိုလည်းမကြော်ပါနဲ့ခုနလိုသင်တို့ဒီလောကနဲ့ဆင်းရဲဒုက္ခကိုခံရလိမ့်မယ်ဆိုတဲ့အပိုင်းကိုပြန်ဆင်ခြင်တော့အဲ့ဒီဆင်းရဲဒုက္ခအခက်ခဲဆိုတာကကိုယ့်ရဲ့တတ်တာပြောင်းလဲရည်ချက်ဖို့ခံရတဲ့ပထမဒုက္ခနဲ့တူခရစ်တော်ကြောင့်အမှုတော်အတွက်ခံရတဲ့ကိုယ်တော်ကြောင့်ခံရတဲ့ဒုတိယဒုက္ခဖြစ်တယ်နော်
ဒါမှမဟုတ်ဒီဒုက္ခတွေကိုခံစားတဲ့အခါမှာလည်းကျေးဇူးတော်ချီးမွမ်းမှုရှိတယ်ထိုဒုက္ခတွေကကျွန်တော်တတ်တာကိုဘုရားသခင်ရင့်ကျက်ဖို့တည်ပေးခြင်းနဲ့တူအစီခံဖို့ရန်အတွက်အသုံးပြုခြင်းလက္ခဏာတွေဖြစ်တယ်လို့เนาะရောက်တိုင်းကိုဘုရားသခင်တားရီဖော်ပြသွင်းတင်ပါစေ